ဟုတ်မယ်ဟောကျွန်တော်ဒီကလေးလိုင်စင်ဝင်ငန်းကြီးနေလေကျွန်မစိတ်မှုချင်အဲ့စိတ်မှုတော့ရလို့ကျွန်မလည်းလိုက်ရှာတယ်တွေ့မတွေ့ဒါမှမဟုတ်ဒီမှာညနေဘယ်လိုလဲတော့နေတာဒီမှာရှင်းလေးရှင်းရှင်းအာယုံတော့တရားရုံးမှာတက်တေကန်တင်လို့မရအောင်နဲ့တူရတယ်ဒီမှာစိန်ကြီးမကလေသွားခြင်းနဲ့ဆန္ဒရှိလို့ကတော့ဘယ်နေရာမဆိုရအောင်သွားဖို့ဝင်မလေးလုပ်ရများလားမဖက်စီးချင်းချမ်းအမှုတွေအမေအပြီးတိုက်နေတာပြပြောဒီဘာလို့ချင်လဲမေဘာလို့ပြရမလဲမနဲ့ကြံပါနေလဲအမေသမီးမွေးနေလေမမေ့ပါဘူးသမီးရဲ့ငါသမီးတွေဘာပေးရမလဲဆိုတော့မမေစဉ်းစားထားပြီးသားမမေဒီနှစ်တော့ဟိုခါတိုင်းနှစ်တွေလိုမျိုး channel မှာအဲ့ခါပွင့်မလုပ်ချင်ဘူးသမီးတမျိုးစဉ်းစားထားတယ်သမီးဘယ်လိုစဉ်းစားထားလဲအဲ့ဒီအဲ့ခါမှာကုန်ကြမဲ့ကိုဘူဘွားရိတ်တာနဲ့ဇင်ဝကြတာတန်ခါစေးဦးမှာနှုတ်ချင်းနဲ့ပြီးလို့ရှင်ဖះမှာငါးသက်စိတ်လို့မယ်ကောင်းလိုက်တဲ့စီစဉ်ပါလားသမီးရဲ့တာလူပါတော့တာလူနော်မမေအားလို့လုပ်ပေးမယ်ဟုတ်ပလားမမေကအလုပ်တွေများနေတော့ဟိုတမစ်တလေးချင်းနေတယ်ပဲတိတ်မှန်တယ်စီစဉ်လိုက်ပဲလေဟိုအဓိကမမေရှိကဒါပဲမမေရလေကဲရောက်မေတို့တရာဘူးသားရတဲ့ချက်တော့ပြခဲ့နော်ကဲရောက်အားကြောင့်မချစ်တော့မလေးပုံနေနဲ့ဘယ်သွားမလို့လဲမမေမပါဘူးဟိုမမေမပါဘူးအန်ဒီရဲ့လက်ချာတမီးမွေးနေလေအဲ့ဒါအလှကိစ္စတော့ဒီမှာလာစီစဉ်တာအော်မွေးနေ့မှာကုသိုလ်ကောင်းမှုလုပ်မှာဆိုတော့တာလူခေါ်ကြပေါ့အန်ဒီကလည်းတမီးကိုမွေးနေ့လက်ဆောင်ပေးအောင်မယ်ဟိုကျေးဇူးတော်ပါတယ်နိဒါမဲ့တမီးကအိမ်မှာဘာခန်းသားမှလုံးမှာမဟုတ်တော့မွေးနေ့လက်ဆောင်မပေးပါနဲ့နော်တမီးတို့သွားရမယ်နော်နိအဲ့ဒါငယ်လေးငါသွားမယ်ထားကြည့်ပါဦးမေဒီမှာထားကြည့်ပါဦးဒါရီကဒီကိုဘလို့ရောက်နေရလဲမမေဒါဘလို့ရောက်နေရလဲတပင်းလာတယ်လေဝင်းနေလက်စားအတီးစိန်ဒီအတိုင်းဆိုဒီအခန်းထဲဒီသူရောက်လာတယ်ပေါ့အမတန်အတင့်ရဲတဲ့မိမငါနဲ့တွေ့မယ်ဟယ်လိုတော့တင်းနေဟုတ်ပါဟုတ်တယ်ကျမကိုလည်းပြောနေတာရှင်ပါသိချင်တာလေပိုင်နဲ့ကျူးမှုဆိုရဲစကားရဲ့တိတ်ပဲခုတွေကဘယ်လိုလဲဖွင့်လာရဲဆိုတာရှင်မြန်မာစာဖတ်တတ်တယ်မလားမြန်မာနိုင်ငံဥပဒေအားလုံးကိုမြန်မာစာနဲ့ပဲရေးထားတာရှာဖတ်ကြည့်ပေါ့ပါရဲ့ဥပဒေစကားအသုံးလုံးတိတ်ပဲရရှင်းလုံးလေးနဲ့တော့ကျမတို့ခန့်တော်ခန့်နေမြန်မာတယောက်ကို
ဖတ်တတ်ပြီပဲသဘောမပေါက်ဘူး ဒီမှာမဆင်ကြီးကျမရှေ့အတွက်လည်းချိန်ဖြုံးမနေနိုင်ဘူးသမီးမွေးနေတော့ပို့လိုက်တဲ့တိတ်မပါရှင်းလက်ချက်ပဲဖြစ်ရမယ်အဲ့ဒီကိစ္စတွေရှင့်ကိုဘလို့တုတ်ပြန်ရေးယူလဲဆိုတာရှင်စောင့်ကြည့်ပါ ရှင်ကဘာဖြစ်လို့အတိအကျကြီးပြောနေရလဲ အန်တီစိန်လို့ရေးထုတ်ထားတာရှင်ကလွယ်လို့ဘယ်သူမှဖြစ်နိုင်အောင်မလဲ အော်စိန်ဆိုတဲ့စကားလုံးနဲ့မှဲ့ထားတဲ့မိန်းမမြန်မာပြည်မှာကျမကြောက်တယ်ရှိလို့လားအဲ့ဒါကိုသိချအောင်ရှင်စုံစမ်းလိုက်ပါတန်တရားနဲ့ကျမကိုရေးယူမယ်ဆိုရင်ရှင်မမောရရှိမှာပေါ့တန်တရားရဲ့ကျိုးဘယ်သူကခံစား권ရှိရဲဆိုတာတရားသူကြီးစဉ်းစားပါဦးပညာရှိတတိလက်လို့လည်းဖြစ်နေဦးမယ်နော်အဲ့ဒီစိန်ကြီးမဆိုတာအသွင်သဏ္ဍာန်နဲ့အနှစ်သာရအမတန်မှကွဲပြားတဲ့မိန်းမပဲတူတယ်ဒုစရိုက်လောကမှာတပည့်တပန်းနေနဲ့အလုပ်လုပ်နေတာဆိုတော့သူ့ကိုအထင်သေးလို့မရဘူး အခုလောက်ဘူးတော့ပြဿနာဖြစ်ပြီးထောင်ကျသွားတယ်ကိုလောက်ကိုမရှိတဲ့နောက်ပိုင်းမှာကျမပဲဥတည်ညာရှာလာတယ်အခုသူလုံနေလို့ပေါ့ကွာစိတ်ဓာတ်ရေးရထိုးနေနေမှာကျမသိတယ်ဘာလို့ တပည့်တပန်းနေနဲ့အလုပ်လုပ်နေတာဆိုတော့ဟာကောင်းမပေါ့သေးသေးမဟုတ်ဘူးအမတန်မှလေပိုက်ရှိတဲ့မိန်းမတူတယ် ကျမပြောက်တဲ့အတွက်တော့မမှုပါဘူးအခုကသမီးရဲ့တစ်ဖက်အလက်ဝတ်တစ်ဖက်နဲ့ဒီမိမကိုတော့ရှော့ပြလို့မရဘူးတစ်ခါလေးကျမနေပါလဲငါပါလဲဆိုပြီးဥရီအပြင်ဖက်နေရှင်းလိုက်ခြင်းတယ် ဟာအဲ့ဒီလိုတော့မလုပ်ပါနဲ့တင်းတင်းရာဒီမှာတင်းတင်းစီပြန်ဟင်းနဲ့ငပိဘယ်လဲလို့ဖြစ်ပါမလဲအဲ့တော့နင်ကောင်းအေးသာထားဒီကိစ္စကိုငါကိုယ်တိုင်ရှင်းပေးမယ်ဟုတ်လား ခုခေတ်ထူမှလည်းလေကျမတို့သားမိအတွက်နဲ့ပြဿနာခက်ရှိတော့ဦးမှာနော် အဲ့ဒီအတွက်နဲ့တော့ဘာမှပူမနေနဲ့ဟုတ်ပြီလားစိန်ကြီးမလူတွေနဲ့ငါနဲ့ကလောက်ကန်ချင်းနဲ့ပတ်သက်ပြီးတော့တစ်ခါတလေညှိတက်ကြတယ်ဒီကောင်မကိုငါကလည်းကြည့်လို့မရတာကြာပြီဟာဒီလေငါတို့အချင်းချင်းတော့မွေချင်းပဲချိနေတာပေါ့ကဲပါလေနင်ဒီကိစ္စကိုဘာမှကောင်းတဲ့ထဲ့မထားနဲ့တော့စိတ်အေးလက်အေးသာပြန်ဟုတ်ပြီလား အစလီညီရဲ့မိန်းမအစလီရှိကိုလာတာဘာဖြစ်တာ အေးဘာမကြီးစိန်ကြီးဆိုတဲ့မိန်းမကြောက်ကိုပါဘာမကြီးစိန်ကြီးဆိုတဲ့မိန်းမကငါညမတင်းတင်းလုံးနဲ့လာပြီးတော့ညှိနေဟောလာပြီးတိုင်နေတာပေါ့ ဘာမတိစိတ်ဟောဒီလောကကိုထမိန်အလံထူဖို့ကြိုးစားနေတဲ့ထောင်ဆက်မှာ တဲဟုတ်တာပေါ့ကွာတဲဟုတ်တာပေါ့ဆိုင်မုတ်ကသာဘာမကြီးစိန်ကြီးဒါပေမဲ့ဘာမသိညာမသိစိန်ကြီးပါကွာအဲ့ဒါငါရဲ့အနွယ်တွေညှိနေတယ် အဲ့လိုလာညှိတယ်တော့သူတို့ကဘယ်လိုဖြေရှင်းလဲ ဟေးတကယ်တော့ငါညီရောငါညီမိန်းမရောစောင်းကြီးသမားတွေလေဥပဒေသမားပြီးတခုခုဖြစ်လာလို့ရှိရင်ဥပဒေစာအုပ်ကိုလှန်ပြီးတော့ပုတ်ထီပုတ်မှတ်တွေနဲ့အားကိုးရှာကြတာကွာတကယ်တော့ဒီနီလန်းဟာနေရတကာမှာခီးမကိုက်ဘူးတွင်းအကောက်ကိုဒုတ်ဖြောက်နဲ့ထိုးလို့မရဘူးတွင်းအကောက်ကိုဒုတ်အကောက်နဲ့ထိုးမှပွဲကပြတ်မှာလေဒီကိစ္စမှာငါတို့ဝင်ပါမှကိုဖြစ်တော်မယ်ကဲကိုတရားစာရဲ့ခြင်းတွေကိုခြုံငုံပြီးသုံးသပ်ရတော့အများကြီးတွတ်တက်အောင်လုပ်လို့ရှိပါတယ်
အဲ့တော့ဒီစံချိန်ကိုကြမတော့အခုလိုပဲဆက်ပြီးတော့ဆောင်းရပေးပါမယ် စိတ်ချပါစေကျွန်တော်အတက်နိုင်ဆုံးကြိုးစားပါမယ်အဲ့ဒါလည်းဆင်းနေတယ် ကျမနားလဲပါတယ်အဲ့ဒါကြောင့်မလို့လေကိုတရားကိုကျမအကူနေရပါကျမရဲ့ကိစ္စရည်လေအကြံပေးပြီးတော့အဲ့ကိစ္စရည်ပြီးတော့မှကိုတရားမျောနေနေရတယ်ပြေးဝရပါစီလေကျမကလေးကို မင်္ဂလာသတင်းပါ စီးတယ် တက်မသေးခြင်းလို့ဆိုရင်ရှင်ကျမစီကဘာလို့ကျွန်တော် မင်းတွေကလိုချင်တာကဒီဘာဂတိလဲဆိုတော့ဒေါ်တင်းတင်းမြတ်ရဲ့သူ့ရဲ့သမီးလှသင်းမြတ်ကိုစိတ်အနှောက်အယှက်ဖြစ်အောင်ဘယ်တော့မှမလုပ်ပါဘူးမကြံစီပါဘူးဆိုတဲ့ဂတိလေ အဲ့ဒါကျမရဲ့ကိုကြီးကိုယ်တိုင်ကိစ္စရှင်နဲ့ပတ်သက်လို့ ဟေးငါနဲ့လေအစိတ်ပိုင်းတစ်ခုနဲ့ပတ်သက်တယ်ဒေါ်တင်းတင်းမြတ်ငါရဲ့ခေမလှသင်းမြတ်ဟာငါရဲ့တူမ အဲ့ဒါကြောက်ပြီးတော့ ငါရဲ့ညီအရင်ခောက်ပဲသူတို့တွေကဥပဒေဘက်တော်သားပြီဥပဒေကိုကောင်းမော်တင်ပြီးကိုးကွယ်နေကြတယ်လူကောင်းတွေငါကတော့မင်းတို့သဘောပေါက်ပါ ရှင်ပါလဲဆိုတော့ကျမသိတယ်ဒါပေမဲ့ကျမဘာလဲဆိုတော့ရှင်သိရတယ်ရှင်အားနေကြတယ် ဒီမှာစိတ်ကြီးမမမှုလောက်လို့မလေ့လာတာကွာကဲမင်းကငါထပ်ပြီးတော့ပြောမယ်အခုချိန်ကစပြီးမင်းရဲ့လောက်ရတဲ့အားလုံးကိုရက်တန်းကရပ်ပါ မရှစ်ဘူးဆိုရင် ငါကိုယ်တိုင်ရွှေ့ပြစ်မယ်ဘဝတစ်ပါးဒီမှာစိတ်ကြီးမလူမိုက်လောကဘယ်သူမှအသက်နဲ့ချောင်းပါကွာနားလေလားအဲ့တော့ကွာကောင်းမှချင်းသားမှလေလူပုံလေးကလှတပတလေးနဲ့အသေးဆုံးနှမျောစရာကြီးကွာနော်အဲ့ဒီတော့လင်းယူသားမွေးရဲ့အလုပ်ကိုလုပ်ပြီးအေးအေးဆေးဆေးလေးဘေးထွက်ထိုင်နေလိုက်ဟုတ်ပြီလားအညီမလေးကလိမ့်မှပါလေကွာနော်ကဲဟဲ့ကောင်လေးသူ့ကိုကောင်းကောင်းမွန်မွန်နဲ့ထုံးစံအတိုင်းပြန်ပို့လိုက်ကြဟုတ်ကဲ့ က
ကိစ္စကိုဘယ်လိုတုံ့ပြန်လဲကျွန်တော်အပြတ်ရှင်းပြီ တခုခုတော့တုံ့ပြန်သူတို့လူတရားမှလက်သိမ်းမပေါ်ပြန်လုပ်လာ အဲ့ဆိုအချိန်ဆောက်နေမယ်စင်ကြီးကျွန်တော်ချက်ချင်းနိုင်ငံရှင်ဆိုင်ပြီးပွဲကိုအပြတ်ဖြတ်ပြချင်တယ် ကိုကြီးကလူမိုက်အချင်းချင်းလက်တုံ့ပြန်နေနေရပွဲပြီးညီးတိမ်ကိုလို့တယ်လူမိုက်အတွက်ဥပဒေရဲ့အစ်ပေးတာကိုခံရမယ်ဆိုမတန်ဘူးအဲ့ဒါကျွန်မစဉ်းစားနေတာ ကောင်းပါအဲ့တော့ဆိုရင်စင်လေးမျက်နှာဘဝတန်ရာတွေစိတ်ကူးဆရာဝန်ခေါ်လိုက်တော့ မလို့ကိုကြီးကဒီမျက်နှာကတန်ရတန်ချက်ကိုမြင်နေမှဒီကောင်လေးကိုဘယ်လိုကလစားချင်အောင်လဲဆိုတော့ညံနေညံနေထွက်မ စင်ကြီးမတို့အုပ်စုကတော့ဆက်ဆက်ခါနာကုန်ကြတော့မှာပဲเนาะအစီ ခေါင်းကိုဖြူခံလိုက်ရတာကိုကွာစကပုံရှိတယ်လေကွာအပင်လဲတော့အကိုင်းထင်းဖြစ်စိန်ကြီးမှပြိုတဲ့နောက်သူ့နီးနားမှာထမိန်နာခိုစားနေတဲ့ကောင်လေးအားလုံးပြာကုန်ကြတော့တာပေါ့ကွာဟယ်လိုကျွန်တော်ဘတ်တူပါ ကိုပါတူကျမစိန်ကြည်မပါ ဟောညီမလေးလားနေကောင်းလိုက်နော်ကို့ကြားမှာရေးကိုလေကိုကြီးဆိုင်အောင်ပါပေါ့အသက်ကိုပြန်ဆောက်တယ် နေလို့ထိုင်လို့မကောင်းတာတော့အမှန်ပဲကိုပါတူကျမကရှင်ပေးလိုက်တဲ့အကျွေးကိုသိအဲ့ဒီအကျွေးကိုရှင်ကိုပြန်ဆက်မယ်ဆိုတာကြိုပြီးသိတယ် ဘာလဲအကျွေးပြန်ဆက်မယ်ဟုတ်လားအာမလုပ်ပါနဲ့ညီမလေးတော်ကြအကျွေးပြန်မဆက်နိုင်ပဲအကျွေးတွေချက်ပြီးတော့တင်နေပါဦးမယ်နော်ငါညီမလေးအကိုပြောတဲ့စကားကိုငါညီမလေးဒီနဲ့ဦးထိတ်မှာပန်းစင်ပြီးနားထောင်ဒါမှငါညီမလေးနေနဲ့အနာကင်းလို့စဉ်းစားပါဟုတ်တယ် ကျမကမိန်းမတွေနဲ့အလှပေါင်းကြိုက်အကျွေးတင်မှာပဲကြိုက်ဒီနေ့ကစပြီး9ရက်အတွင်းရှင့်မရင်းနဲ့ရှင့်တို့မအောင်လုံးတောက်တောက်ကြည့်ကြည့်ရှုစောင့်ရှောက်တယ် ဟယ်လိုဟယ်လိုဟယ်လိုဟုတ်တယ်ချင်းနေပါဘူး ဘာတူဖွဲ့ကတော့24နိုင်စတင်းနိုင်မှာကိုပြရ ကိုဘတူရရှိ ရှိပါတယ်မမဆို တားကောင်တော့ကျုံနဲ့ထည့်ပြီးထိုးခတ်ပြီးသွားတယ်တစ်ခတ်စားတော့ဖို့ပဲကြံတော့တယ်ကိုတီကလူနာတင်တဲ့ကောင်ကိုဖုံးဆက်ပြီးခေါ်လိုက်ပါ စင်ကြီးဘာလို့မလဲ ကျမစိတ်ုံတက်လို့လေ စင်နဲ့ဘာဖြစ်လို့စင်ကိုတက်မှာ ကျမချက်တော့ကျိုးလို့ စင် မအိပ်ဘူးလား ဟုတ်တယ်ကိုဘတူကြီးအဲ့လိုမရအောင်ဖြစ်နေတယ်ပြီးတော့စိတ်ထဲမှာလည်းစနှုတ်စနောင်းတယ် ဟောနင်းရလဲကွာဥပဒံကြောင့်ဥပရောက်နေပါဦးမယ်သင်ရဲ့စိန်ကြီးမပြောသွားတာတရက်ထွက်ချန်တော့တယ်လေကြီးမိုးကြီးနဲ့ပြောသွားတဲ့စကားတွေမနဲ့မိုးလင်းတာလည်းအားလုံးပျောက်သွားလိမ့်မယ်ဟုတ်ပြီလား ကိုဘတူလည်းလေကျမတို့တားမိမရအတွက်အလုပ်ပြက်ကပြီးဖြစ်ရတယ် ဟောသင်ရလဲငါအတွက်လည်းအကျိုးမရောက်ပါဘူးဟာငါတို့အတိုင်းဝိုင်းမှာစိန်ကြီးမဆိုတဲ့ဟောဖြိုခွင်းနိုင်ပြီဆိုတာ ਨੇ အမှတ်ကောင်းကောင်းရပြီးတော့ငါလက်မထောင်နိုင်ပြီကဲပါသင်ရဲ့ဘာမှတွေးမနေဟုတ်လား
အဲ့ဒီအစီကစိတ်ချလက်ချသွားအိမ်နော်ကဲဆိုတော့ငါ channel မှာပဲရှိနေနော်စိန်ကြီးမစိန်ကြီးမစိန်ကြီးကျွန်တော်တို့မစိန်ကြီးနဲ့တွေ့ကြလို့ပါကျွန်တော်ရဲတဲ့ဘက်ဝင်နေပါတက်တဲ့လူကြီးလည်းပါပါတယ် ဟိုမမလေးအိမ်မှာမရှိဘူးခင်ဗျ မရှိဘူးဆိုတော့ဘယ်သွားလို့လဲ ဟိုမမလေးစေးုံတင်ထားတာ2ရက်လောက်ရှိပါပြီ ခင်ဗျားပြောတော့သေးကြလား တေးကြပါလေခင်ဗျသူ့ခြေတော်ကျိုးသွားလို့အယိုးကျော်စေးခုဌာနမှာစေးုံတင်ထားပါတယ် ကဲအဲ့ဒါဆိုလည်းသိုံလိုက်ကြတာပေါ့ကဲတော့ကြရအောင် ဟုတ်တော့ဒီမျိုးသမီးကဒီဈေးကိုရောက်တာဘယ်နှစ်ရက်လောက်ရှိလဲဒီနေ့တော့ရှိပါဘူး။အဖြစ်လို့ပြောပါဆရာကျွန်တော်တို့လိုက်နေတဲ့အမှုတစ်ခုနဲ့ဒီကဒေါ်သိန်းမြတ်တို့ဒီမှာဖြစ်သွားတဲ့အမှုတွေကျွန်တော်ဆက်သက်ကြည့်ချင်တယ်။ဟောသူဒီမှာရောက်တာတော့နေအတော့တော့ရှိပြီ။ချီတော့ကျုံးပြီးရောက်လာတာကျွန်တော်တို့ကြက်ပတ်ကြီးစီထားတယ်ဆရာ။အဲ့ဒါကျွန်တော်တို့ပြေးပါ။ဟုတ်ပါဘူး။ဟုတ်တယ်ကိုဘတ်သူအသက်ခံရတာစေကြီးမလက်ချေလို့ကျမယုံတယ်စေကြီးမနဲ့ဓာတ်ရိုက်မပတ်သက်တောင်မှတနည်းနည်းနဲ့သွယ်ဝိုက်ပြီးဆင့်နွယ်နေမယ်လို့ကျမထင်တယ် ဒေါ်သိန်းမြတ်ပြောတဲ့အတိုင်းဆိုရင်စိန်ကြီးမနဲ့ကိုပါထူးပါပြ
ပြဿနာတစ်ခုကိုအခြေခံပြီးညှိတယ်ဆိုတာထင်ရှားတယ်ပြီးတော့လည်းကံရရှိသလိုပေါ့ဗျာအဖြစ်အပျက်တွေကဇက်တိုက်ဖြစ်လာတယ်ဆိုတော့စိတ်ကြီးမှတန်တရားဖြစ်စရာအကောင်းဆုံးဖြစ်မှတ်တစ်ခုပဲဒါပေမဲ့ဗျာ စကားမပြောတာကျမသဘောပေါက်ပါတယ်စိတ်ကြီးမှချေးချောက်တာမှန်ပြီမဲ့တစ်တည်ပြစရာမရှိသလိုပဲကိုဘထုအသက်ခံတာလည်းမိမိတည်မရှိဘူးဖြစ်နေတော့ကျမလည်းဘာလို့မှမသိဖြစ်နေတာ အဲ့ဒီချိန်မှာစိန်ကြီးမှခြေတော်ကျိုးပြီးဈေးရုံမှာအချိန်ပြည့်ရှိနေတယ်ဆိုတာကိုဆရာဝန်နဲ့သူနာပြုတွေကကျွန်တော်တို့ထွက်ဆိုထားတယ်ဗျာသူရရှိရတဲ့တန်ရာကလမ်းလျှောက်လို့မရဘူးလှုပ်ရှားလို့မရဘူးဆိုတာလည်းဓာတ်မှန်လည်းပေါ်ပြထားတယ် စကားမွေးစိတ်ကြီးမှညံများလာတော့မှန်မယ်နော်ဒီအချိန်မှာသူ့ဘက်ကတက်တဲ့အထောက်ထားအခိုင်အမာရအောင်ကြိုတင်ပြီးစီစဉ်ထားတာဖြစ်နိုင်မလား ဖြစ်နိုင်ပါတယ်ဒီကိစ္စကတော်ရုံတန်အောင်တိုက်ဆိုင်မှုတော့မဟုတ်ဘူးဗျအဲ့တော့ကျွန်တော်တို့ကစိန်ကြီးမကိုပြစ်မှတ်ထားပြီးစောင့်ကြည့်ကြံကိုကျွန်တော်စီစဉ်ထားပါတယ်တော်သိမြတ်ရာဇဝတ်ဘေးဆိုတာဘယ်တော့မှပြေးမလွတ်ပါဘူးတော်သိမြတ်အေးစေးပြန်ပါ ဟုတ်ကဲ့ကဲကျွန်တော်ပြန်ပြပြပါမယ် ကောင်းပါ ကိုရက်ခပြန်လို့လာတဲ့အတွက်စိန်လေးရမ်းဝမ်းတာပါတယ်စိန်လေးဘဝမှာစိန်လေးအားကိုရတဲ့ကိုရက်ခနဲ့ကိုတီဟာနှစ်ယောက်တာရှိနေဆိုရင်မိုးပေါ်ထိတော့တက်ပြီးဒူးနဲ့တိုက်နေပါတယ်အော်ဒါပေမဲ့အခုတော့မဟုတ်ဘူးနော်ဟောရစိန်လေးကျွန်တော်ပြန်ကောင်းသွားတဲ့အချိန်ကျမှ အခုလိုသိရတာအရာကိုဝမ်းသာတယ်ဒါပဲဗျာကျွန်တော်ကအထက်မှနေရတာကြာသွားလို့လားမသိဘူးအပြင်လောကရင်းနဲ့ဆက်သွယ်ပြတ်သူဖြစ်တယ်ဘာဖြစ်ဖြစ်လေစိန်လေးရဲ့တောင်းတွေအားလုံးကျွန်တော်မှရှိအင်အားတွေနဲ့ထမ်းဆောင်ဖို့တက်တယ် ကိုရက်ကစိန်လေးပေါ်မှာပေးဆက်ခဲ့တာများပြီနော်ဒီကစိန်လေးကပြန်ပြီးပေးဆက်တဲ့အနေနဲ့အချိန်တိုင်းတာတစ်ခုတည်းကိုရက်ကအနားယူလိုက်ပါချောင်းတော်တော်ဝေဆောင်လို့တစ်ခုခုပေါ့လိုအပ်တဲ့ငွေတော့ကိုတရားစီရပဲတောင်းလိုက်ပါ စိန်လေးကျွန်တော်ကသူ့စီကနေဘုံကိုတောင်းနေတာဟုတ်လားနော် ဟုတ်တယ်လေအခုလောလောဆယ်ကျမတို့ဖွဲ့ကိုစားကိုတီဟာလုပ်ငန်းအလုံးတောင်းဝန်ယူပေးထားတာလေငွေကြေးရစားတော့ကျမလည်းလိုရင်လိုတယ်လို့သူ့စီကဒီလိုပဲထုတ်ယူရတာပဲ ဒီမှာစိန်လေးကျွန်တော်လိုချင်တာအပန်းဖြေခီးကိုစိန်လေးနဲ့ပတ်သက်လာလို့ရှိရင်ရက်ခဆိုတဲ့ကောင်ကဘယ်နေရာမှာရက်ခဆိုတဲ့ကောင်ဘာကောင်လဲဆိုတော့သိချင်တာ ကိုရက်ခရဲ့နေရာနဲ့တန်ဖိုးကပြတ်မသွားပါဘူးဒါပေမဲ့ကိုရက်ခပြောသလိုအခုလောလောဆယ်ကလုပ်ငန်းနေနဲ့ကိုရက်ခစိမ့်နေပြီးတော့အခြေအနေတစ်ခုရောက်ဖို့အတွက်အချိန်ခါတစ်ခုတော့တိကျပြီးစောင့်ရတယ်လေဒါမှကိုရက်ခအတွက်ရောလုပ်ငန်းတွေရောအားလုံးအဆင်ပြေပါလေ မစိန်လေးရက်ခဆိုတဲ့ကောင်ကအချင်းအခါကိုစောင့်ရတယ်လို့တော့မစိတ်ရှိတာအဲ့ဒါစိန်လေးတည် ကိုရက်ကဒါကျမရဲ့အမိန့်ပါချိုးတယ်ကွာရက်ခိုင်ချိုးစိုးတယ်မကြခင်မင်းငါစီရောက်လာမယ်ဆိုတော့ငါချိုးသိ ညဘာလို့ကြိုတည်လဲ ငါပိုက်ထဲမှာပုံနာလေးရှိနေတယ်ကွာထိုင်ထားလိုက်ပါတော့မင်းငါစီကိုထွက်လာတာအပြီးထွက်လာတာလားဒါမှမဟုတ်လေးလိုက်ရေးသဘောနဲ့လား အမျိုးစလုံးအတိုက်ပြတ်တဲ့နောက်မှာနားစီကအကိုင်းရှာတဲ့သူအဆင်ပြေပြီလို့ပေါ့ မင်းအတွက်ငါတို့ရှိမှာအတိုက်တစ်ခုအစင်သက်ရှိနေမင်းရင်ထဲမှာဆုံးဖြတ်ထားရဆိုရင်ပေါ့ ဒီမှာ
ရက်ခဆိုတဲ့ကောင်ကကြောက်ခိုင်းပြီးတော့မှပြန်လှည့်တယ်အေးပြန်လှည့်ကြည့်ပြီးပြီဆိုရှင်ကျုပ်ရဲ့ဟော်ရီမလို့မလို့ပါ ကြိုက်တယ်ကွာကြိုက်တယ်ကဲပေါင်းနေလို့ငါတငယ်ချင်းကိုဧည့်ခံဖို့အတွက်အစီအစဉ်လေးလုပ်ပေးလိုက်ကြမှာပါဟုတ် ဟယ်လိုမဆက်ကြည့်လားကျမအတန်မှတ်မိပါတယ်နော် ကျမကဆွဲလန်းကြည့်တော့ကျမနဲ့ပတ်သက်တဲ့လူတွေအားလုံးရဲ့ရုပ်ရောအတန်ရောချက်မိနေပါတယ်။နေကောင်းပါတယ်နော်ဒေါ်တင်တင်မြတ်။ကျမဒီစက်တဲ့ကိစ္စကမင်းရှိပါမယ် ကျမအခုနှုတ်ထွက်စာရေးပြီးပြီအလုတ်ကထွက်တော့မယ် ။ဒေါ်တင်တင်မြတ်တို့လိုတမာတမတ်ရှိတဲ့ဝန်ထမ်းမျိုးတွေနှုတ်ထွက်မယ်ဆိုတော့နှမျောစရာကြီးပဲရှင်။အော်ဘာကြောင့်များနှုတ်ထွက်ခြင်းရလဲ ရှင်နဲ့ရင်ဆိုင်ဖို့ ။ကျမနဲ့ရင်ဆိုင်ဖို့ ဟုတ်တယ်အရင်တော့ဆိုရင်ကျမတရားရေးဝန်ထမ်းတူဘာပဲလုပ်လို့ဥပဒေဘောင်အတွဲကပဲစဉ်းစားပြီးလုပ်တတ်တယ်အခုတော့ကျမရဲ့အုံနောက်ထဲနှလုံးသားခံစားမှုရှေ့တန်းတင်လို့ရပြီဒီတော့ရှင်တို့လိုပဲမိတ်ကန်ကန်ရင်ဆိုင်တော့မယ် စိန်ကြီးမရာဇဝဲမှာစိန်ခေါ်ရင်တိမ်မော်ထိတောင်လိုက်ရဲတဲ့အစဉ်လာရှိပါတယ်ဒေါ်တင်တင်မြတ်ဒါပေမဲ့ရှင်ကိုတော့လက်ရည်မတူဘူးလို့ယုံကြည်ထားတဲ့အတွက်လက်မခံမရစီနဲ့ ဒီမှာမဆယ်ကြီးမိုက်တယ်ဆိုတာလွယ်ပါတယ်ဒီတော့ရှင်သွေးမကြောင်ဘူးဆိုရင်ကျမရဲ့စိတ်ခေါ်မှုရှင်လက်ခံပါ ကောင်းပြီလေပွဲတောင်းလို့တော့လဲလက်ခံရမှာပေါ့ဒါပေမဲ့တခုတော့ရှိရနော်မိုက်တယ်ဆိုတာမလွယ်ဘူး ရက်ခမင်းရှေ့ဆက်ဘာတွေလုပ်ဖို့ကြံစီထားလဲအားလုံးနဲ့ပူပေါင်းပြီးတော့ဘယ်တော့အလုပ်လုပ်မှာ ကျုပ်မှာအခုလောလောဆယ်တုံးမဲ့ရွေချက်တော့ရှိအဲ့ဒီရွေချက်တွေအားလုံးပြီးသွားပြီဆိုလို့ရှိရင်ကျုပ်ခင်ဗျားတို့နဲ့အတူတည်လို့ရှိရင်ဘာလို့လုပ်မှာကျုပ်ဒီ ဒါဆိုရင်မင်းကအခုချိန်ကြီးငါတို့ရဲ့မိတ်ဆွေမကြခင်တေပေါ်ရှင်ပဲဖြစ်တော့မှာမင်းရဲ့ရွေချက်တွေအများဆုံးအကောင့်ထဲပေါ်နေအောင်ငါကူညီပေးမယ်အပါကူညီရမယ်ဗျာ ကျုပ်ဥလောက်ကိုမကျင်းတော့လက်တော့ပြန်အဲ့ဒါတစ်ချက်နှစ်ချက်ကကျုပ်အနစ်နာခံခဲ့တဲ့များပြန်ထွက်လာတော့တန်ရမြန်လုံးအနိုင်ငံဘဝကိုပို့ခဲ့တဲ့စိန်ကြီးမနဲ့တီဟောက်လက်တော့ပြန်ချင် မင်းဖြစ်ချင်တဲ့အားလုံးကိုငါကူညီပေးမယ်ဒါပေမဲ့ဥလောက်ကိုတည်သွားပြီ မင်းပြောတာတေးကြရလား သိကြတာပေါ့ကွာသတင်းစာထဲမှာတိုက်တိပီတိကျင်ရထားတာ သူတေးသွားတယ်သူ့မိမရှိရပဲကွာဟမ် မင်းလူရဲမှာတော့ငါတို့ကဘာလို့မကူညီနိုင်ရမှာလဲတကယ်ချင်းအေးစီပေါ့ဟောတော့ဟာ ဒ
ရယ်စင်ရက်ခလက်မယုံတိုးမောင်လို့ဖွင့်တယ်ပူပေါင်းသွားပြီတည်းရ အဲ့တေးချလို့လားတို့မှာစိန်လေးတို့နဲ့ကပ္ပရံလို့ဆိုတာတိတယ်လေ တေးကြတဲ့တဲ့မှာစင်နေရက်ခကျွန်တော်တို့ကိုမကျင်တတ်ဘူးလေကျွန်တော်တို့ကိုမကျင်တတ်တဲ့ရက်ခနဲ့ရန်သူတို့သဘောထားတဲ့တိုးမောင်တို့နဲ့ပူပေါင်းသွားတယ်တဘာဝကြ ဘယ်လိုသဘောကကြားလဲ ကိုရန်သူရဲ့ရန်သူဟာမဟာမိတ်ဖြစ်နိုင်တယ်စင် ဟုတ်မယ်ကိုတီဟာနဲ့စိန်လေးနဲ့ရည်ရွယ်ချက်ချင်းတွေတွားတူနေပြီနော်အဲ့လေရက်ခါကလည်းသူ့ရွေးချယ်ခွင့်နဲ့သူဆိုတော့စိန်လေးတို့ဘာတက်နိုင်မှာလဲ ခုတော့ရှိတယ်စင်နေရက်ခဟာကျွန်တော်တို့ရဲ့လုပ်ငန်းတွေအပါအဝင်ပုဂ္ဂိုလ်တူဦးချင်းစီကိုအသေးစိတ်သိထားတာဆိုတော့တိုးမောင်ကအဲ့ဒါကိုအသုံးချပြီးကျွန်တော်တို့အန်နေပေးလာနိုင်တယ် စိန်လေးတို့ကတော့ပြဿနာဖြစ်လာရင်ဖြေရှင်းရမှာပဲတခြားရွေးချယ်လမ်းမှမရှိတာကိုတီကအရင်အထက်ပို့ပြီးတော့ဂရုတစိုက်နေရလိမ့်မယ်နော် အမှန်ဆုံးပါပဲစင် ပြန်ပို့ပေးပါ ရင်းမရှိအဖျားမရှိဘာလဲလာပြောနိုင်လဲတော့တနေ့နဲ့ ဒီမှာမဆစ်ကြီးရှေ့ကျမကိုဝစ်လက်ကြောက်ပဲလို့ကိုမစူးစမ်းပါနဲ့ကျမသမီးညတငယ်ချင်းနဲ့အိမ်ပြန်မှာညနေဖုံးဆော့ထားတဲ့လူတွေကကျမသမီးကားပေါ်ဆွဲပြစ်သွားတယ်လို့မြင်နေလူကပြောတယ်အဲ့ဒါရှစ်လူလေးမလား ဟာဒီကိစ္စရှင်ပြောမှာပဲကျမသိလားကျမလူတွေလည်းမဟုတ်ဘူးကျမလည်းမဟုတ်ဘူး ဒီမှာမဆစ်ကြီးဒီကိစ္စကိုကျမညကတည်းကအမှုဖွက်ထားပြီးသားနော်ရှင်းအချိန်မီပြန်ပို့ပေးရပေါ့မပို့ပေးဘူးဆိုရင်ကျမကိုအဆုံးမဆုံးနဲ့ ဟာကျမမဟုတ်ဘူးလို့ရှင်းအောင်ပြောပြပြီမလားရှင်မယုံလည်းမတက်နိုင်ဘူး မယုံဘူးဘယ်လိုနည်းနဲ့မှကျမမယုံနိုင် မယုံဘူးဆိုရင်လည်းကျမတို့လာဖမ်းလိုက်လေကျမအိမ်မှာပဲရှိတယ်ဒါပေမဲ့တကူတော့ရှိတယ်နော်တက်တည်အထောက်ထားမခိုင်ပါပဲနဲ့အရှင်တခါလို့ကျမကိုဖမ်းမယ်ဆိုတော့ရှင်ကျမတည်ရဖြစ်မှုပြန်တရားစွဲမှာနော် မဆစ်ကြီးရှင်းရလေဂျင်ဘောကထုံးလို့လဲတဲ့မိမဆိုလဲကျမသိတယ်လက်တလုံးချလုတ်တဲ့နေရာမှာရှင်းရဝိဇ္ဇာပဲရှင်းကျမပြောမယ်ပြဿနာဖြစ်တာရှင်းနဲ့ကျမမဆိုင်တဲ့ကျမသမီးဒုက္ခမပေးပါနဲ့ဒီအလုပ်လုပ်တယ်ဆိုတာသွေးကြောင်တဲ့လူတွေလှုပ်ရက်ပါအေးအဖြစ်မှန်ပေါ်လာလို့ရှင်းရဲ့လှုပ်ရက်ဆိုတာကျမသိသွားရင်ဒီတသက်မပြောနဲ့နောက်ဆက်သက်ရှင်းမကြည့်ဘူးလက်ထောင် ဘယ်လိုပဲရှိပါဟောဟုတ်ကဲ့ပါကျွန်တော်ပြန်တော့လာခဲ့ပါ ကျမတို့ကခုလုံးမခံဘူးခုတော့တင်းတင်းနဲ့တမီလေးရှာကုန်ရဲ့ပြန်ပေးစွဲခံလိုက်အဲကျမတို့ကလည်းမပတ်သက်ဘူးဆိုပေမဲ့ပုံမြင်ကျမတို့လက်ချက်တော့ထည့်နေတယ်အဲကြောင့်ရဲဘွယ်မတင်လို့ကျမတို့အခွင့်စစ်လားတင်လားလုပ်လာပြီဆိုလို့ရှိရင်ကျမတို့ဘွယ်တော့ဒုက္ခရောက်သွားနိုင်တယ်လို့ဒုက္ခရောက်သွားနိုင်တယ်ကိုပြရတယ် စင်းနေဒီကိစ္စကျွန်တော်လည်းဘာမှမပတ်သက်ဘူးဒီဘက်ကိုကျွန်တော်အသာလေးလက်ပိုက်ကြည့်ပြီးတော့ခိတ္တခဏရှောင်းလိုက်ဝက်ပြီးပါ ကိုတရားပြောတယ်ထိုင်ပြီးရက်ခတ်နေကောင်းတော့ဒါပေမဲ့အခုပြန်ပြီးဆွဲခံရတာမင်းမဖြစ်ဘူးသူ့မေရှင်ထဲမှာဘယ်လောက်ထိမီးတောက်နေမလဲဆိုတော့ကျမကိုချက်စာပြီးသိနေတယ် ကောင်းပြီစင်းနေဘာလို့ချင်ဘာဖြစ်ချင်ကောင်း ကျမတို့နဲ့
ပြဿနာဖြစ်နေတဲ့လူပြဿနာလာရှာတာကျမနဲ့တော်တင်းတင်းနဲ့ကြားမှာရှိတဲ့မိတာကိုဘေးကနေဓာတ်စီဝင်လောင်းမိတာလေအတူတူပဲအဲ့လိုလေမတူလေးလေဘာရွေချက်နဲ့လောက်တာလဲဆိုတော့ကျမမသိသိအောင်ဖော်ထုတ်တယ်ဆန်းရတဲ့တူရမြင်လာသမားငါဆောင်တဲ့နေတာပါထူးလေလို့ပြောပါအမြင် ပြောမင်းမြင်နေတယ်မမလေးပြောပြလိုက် မမလေးယူဆထားတာမှန်တယ်လှသေးမြတ်ဆိုတဲ့ကောင်မလေးကိုလက်မီကိုတွန်းမောင်ဖွဲ့ရဖမ်းလာတာသိကြလိမ့်မယ်တရားသူကြီးရောစင်ကြီးမပါထိတ်တိုက်တူလို့ကြွိုင်တော့ သိဟုတ်တာတော့တင်းတင်းမြတ်ကလည်းသူ့မိသားစုနဲ့ပတ်သက်လာရင်စိတ်ကြီးမကိုပဲလက်ညှိုးထိုးစိတ်ကြီးမလည်းမဟုတ်မခံဘူးဆိုတော့ပွဲကြီးပွဲကောင်းမှာအဲ့ဒါရာလဲညက်ကြက်လဲပန်းကောက်စားကွင်ခေါ်ခင်ဗျားရဲ့ရိုက်ချက်ကတော့ပြင်းတယ်ဂုံပြူတယ်ဗျာကျုပ်ကိုအရက်ကြီးပဲဂုံပြလို့မရဘူးလေအပြီးကောင်းကောင်းလေးပဲလုံမပေါ့ဟာကိုလုံးမဒီမှာအပြီးကြောလေးအများကြီးပဲဟမ်ဒီမီးတွေကျုပ်သိမချက်ကျုပ်ကြိုက်တာဟိုကမလမ်းမလေးကြီးချင်မေးစရာမလိုမေးတော့ကောင်းလေးတယောက်လည်းရှိနေတဲ့အခါနဲ့ဆက်ချလေးတယောက်ပါဘာမှလည်းမရှိဘူးဟုတ်ကျမအောင်လေးပါနော်ကျမအောင်လေးပါနော်အော်နဲ့ sorry အမေဘာဝင်ရှုပ်တာငါရှုပ်တော့မဟုတ်ဘူးကွာမင်းရှုပ်လို့ငါရှင်းလိုက်တယ်ငါမင်းတို့ကလည်းပူပေါင်းတာဒီလိုရှုံမှလည်းအလုပ်တွေလုပ်ဖို့ပဲငါတင်ရတယ်ပေါ့ဒီနားလဲငါတို့ကဒူကောင်းနေမဟုတ်ဘူးကွာတကောပါဇက်ကဘုရားတကပြေးတယ်မထွက်နဲ့သိပ်မှန်တော့ပါလူကောင်းနေမဟုတ်ပြီမလဲလူရှုံမှာငါရဒီကဒီမှာတော့တင်းတင်းနဲ့စိတ်ချဒီပါအလုပ်လုပ်တယ်ဆိုတာစီးရှိရတယ်ကွာတန်ငါတရားတော့မှလေးနေမှာအေးတော့မဟုတ်ဆိုတာလေမတော့မှတိမကောဟဲ့ဒီကလေးမမလို့စိတ်နဲ့
တော့မဖြစ်အောင်နော်ကိုကြီးစိတ်ကိုတင်းထားတော့စိတ်ကိုပုံနေကိုကြီးအောင်စိတ်ကိုပုံနေကိုကြီး来呀！别看，没，那骷髅，在你旁边，你拿来别，还没有记住这个大。ဒါပဲခုလောက်ပါချက်ငါမရှိတော့ရနော်စိတ်လို့ဒီတော့နေနေလို့ပြင်းနေကျွန်တော်မျောနေခဲ့ရတယ်နေတဲ့အတွက်စိတ်ရဲ့မျိုးတည်ရလက်စားချစ်တဲ့အားကစိတ်ကျွန်တော်နဲ့တည်းကျွန်တော်စိတ်လေးကိုလာတရားကျေးဇူးတင်ပါတယ်။တမန်အတကအနည်းစိတ်ဘုရားပေးတဲ့အသက်ပဲရှိတာ။အနည်းစိတ်တော့တမန်အသက်တကယ်ကျေးဇူးတင်ပါအနည်းစိတ်ကိုနားလည်ပေးပါဦးမေ။အနည်းစိတ်မှာအပြစ်မရှိပါဘူး။